အားလုံးပဲမင်္ဂလာပါခင်ဗျာကိုကန့်ကောင်း channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ပုံမြင်လေးရတော့ကတွန်းဇော်ဝိုင်းရဲ့ယတိကြီးဤတောင်ဝေးဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ခင်ဗျာတခါကနိဗ္ဗာန်ရောက်လို့သောယတိကြီးတစ်ပါးသည်အလွန်တရာနှဆိုင်လာသောတောတွင်းသို့ဝင်၍ပြင်းထန်စွာတရားအားထုတ်လေသည်ယတိကြီးပြင်းထန်လာသောအကျင့်သီလများကြောင့်မကြာမီအချိန်တွင်းမှာပင်ထူးခြားသောတကူများကိုလည်းရရှိလေသည်သို့သောယတိကြီးသည်မိမိ၏တကူဆွမ်းအားများကိုအကြောင်းမဲ့ထုတ်ယူသုံးဆွဲလေမရှိပေငါနှစ်ပေါင်းများစွာစ조사အားထုတ်ခဲ့တဲ့ချမ်းသာဒုက္ခအစစ်အမှန်ကိုဟောဒီတော်ကြီးထဲမှာပဲရှာဖွေတွေ့ရှိခဲ့ပါပြီ။အော်လူပေါင်လူရွာဆိုတာအလွန်အပြစ်များလာပါလား။လူတွေဟာကမ္မဂုဏ်စည်းစိမ်ကိုမှချမ်းသာဒုက္ခအစစ်အမှန်လို့ထင်နေကြတာ။အဲ့ဒီကမ္မဂုဏ်စည်းစိမ်ကခံစားတိုင်းမှာအပြစ်ဖြစ်ရတယ်။ကမ္မဂုဏ်ထဲမှာပျော်မွေ့သူရဲ့ဘဝတန်ရာဟာအလွန်ဆင်းရဲလှပါတယ်။ယတိကြီးသည်နေ့စဉ်နေ့တိုင်းကျောင်းအနည်းရှိစမ်းကျောင်းငယ်လေးမှရေများကိုဝါချီတောက်တစ်လုံးဖြင့်ခတ်ယူလေသည်။အစားအစာအဖြစ်အနီးအနားပတ်ဝန်းကျင်တွင်အလေးကျပေါက်ရောက်နေသောအပင်များမှတစ်သေးတစ်ဦးများကိုသာရှာဖွေစားတောက်လေသည်။ယတိကြီးသည်တစ်သေးများကိုရှာဖွေစားတောက်ပြီးသောအခါထင်းကြောင်များကိုလိုက်လံရှာဖွေလေသည်။ရာသီဥတုကတိတ်ကိုအေးလွန်းနေညဘက်မှာမီးလုံမှုအတွက်ထင်းကြောက်တွေကိုရှာဖွေထားရမယ်။တနစ်တာလုပ်ငန်းများပြီးသောအခါဆက်လက်တရားထိုင်လေသည်။အနန္တစัจ java ဓာအတွင်း၌ရှိကြကုန်သောတတ္တဝါအပေါင်းကျမ်းမာကြပါသည်ချမ်းသာကြပါသည်။ညဘက်ရောက်ပြီဆိုအေးတန်ကပိုးလာပြီ။ငါလည်းမီးလုံမှပဲ။ယတိကြီးသည်မီးဖို့၍မီးလုံနေစဉ်အတွင်းမှာပင်ခွေးမလေးတစ်ကောင်သည်အပြေးကလေးရောက်ရှိလာပြီးယတိကြီးမီးဖို့အနီး၌မီးလုံလေသည်။အလိုခွေးတစ်ကောင်မှလားသူလည်းပဲရာသီဥတုထန်းကိုကာကွယ်ဖို့အတွက်ငါစီရောက်လာတာပဲလုံပါစီလေသူဟာတောခွေးတစ်ကောင်တော့မဟုတ်ဘူးလူတွေမွေးမြူထားတဲ့အိမ်ခွေးပါလားဧကနာသူ့တခင်နဲ့အတူခရီးသွားရင်ဖော်ကွဲပြီးမျက်စိလဲလာတာပဲဖြစ်ရမယ်ထိုညတညလုံးခွေးမလေးသည်မိဘအနီး၌မီးလုံရင်အိပ်ပျော်သွားလေတော့သည်သူအတော်ပင်မလာပုံရတယ်အိပ်ပါစီလေငါလည်းအိပ်ရဝင်အောင်မနည်းနည်းလင်းသောအခါခွေးမလေးသည်အခြားအရက်သို့မသွားသေးပဲထိုနေရာ၌ပင်ရှိနေသည်ကိုတွေ့ရလေသည်။အော်သူငါเจ้าမှာနေရင်းနေရထင်ပါရဲ့။ဒါဆိုလဲသူတဘောအတိုင်းနေပါစေလေ။ခွေးမလေးသည်เจ้าသို့ရောက်သောအချိန်မှစ၍နေ့စဉ်နေ့တိုင်းထင်းချောင်များကိုရှာဖွေ၍စုပ်ပုံထားလေသည်။ခွေးမလေးကတိတက်သားပဲ။သူကအဲ့ဒီအလုပ်တွေကိုဝိုင်းကူလုပ်ပြီးတော့ငါ့မှာထင်းရှာဖို့အတွက်အချိန်မကုန်တော့ဘူး။လိမ္မာလိုက်တဲ့ခွေးကလေးအခုတော့တရားမှတ်ဖို့အချိန်ပိုးရသွားတာပေါ့ခွေးမကလေးကျမ်းမာပါသည်ချမ်းသာပါသည်ယတိကြီးအပေါ်ကြားရောက်လာမည့်အန္တရာယ်များကိုလည်းကြိုတင်ကာကွယ်ပေးတတ်လေသည်အနေကြလာသောအခါယတိကြီးသည်ခွေးမလေးအပေါ်တန်ရောစဉ်တွေ့လာမိ၏ခွေးမလေးဟာငါ့အပေါ်တိတက်မှုရှိတယ်ယူသေးကန်းဆိုင်မှုလည်းရှိတယ်ဒါကြောင့်တနေ့ကျရင်သူ့ဘဝလေးကိုကောင်းစားလောက်အောင်ငါအစွမ်းကုန်ကူညီပေးရမယ်ယတိကြီးသည်ညစဉ်ညတိုင်းကောင်းကင်ယံမှနက်ခတ်များကိုကြည့်၍ခွေးမလေးကောင်းစားလာမည့်အချိန်ကိုတွက်ချက်နေလေသည်ခွေးမလေးကောင်းစားမကန်စားတာပေါ်မလာသေးဘူးခဏတော့စောက်ရအောင်မယ်ထင်တယ်တနေ့တိုင်းပြည်အုပ်ချုပ်သောဘရင်ငယ်လေးသည်ထိုတောကြီးထဲသို့တမင်လိုက်ရင်နောက်လိုက်များနှင့်လူစုကွဲလေသည်ငါပြစ်လိုက်တာရှက်ထိသွားတယ်ဒီတမင်နောက်ကိုဆက်လိုက်မယ်ဟောဟိုမှာသူ့ကြိုကိုຫນွယ်တွေနဲ့ညှိကုန်ပြီဘရင်လေးလည်းတမင်ငယ်ကိုအလွယ်တကူပြစ်ခတ်နိုင်ခဲ့၏နောက်ဆုံးဘရင်ငယ်သည်တမင်သေးကိုထမ်းကပြန်လာခဲ့လေသည်သို့သောလမ်းပြောက်ခဲ့လေပြီဘရင်ပြိုလေးသည်တမင်သေးကိုပြစ်ချ၍ထိုတစ်ပင်ကြီးအောက်၌နှစ်ချက်စွာအိပ်ဆက်လေသည်ထိုအချိန်ခွေးမလေးရောက်ရှိလာပြီးတမင်သေးကြီးကိုစိတ်ကြိုက်စားတောက်လေသည်တစုံတစ်ခုသောအတန်များကြောင့်ဘရင်လေးအိပ်ဆက်နေရမှပြန်လည်နိုးထလာခဲ့လေသည်ခွေးမလေးသည်ဘရင်လေးကိုကြောက်လန့်ပြီးထွက်ပြေးသွားလေတော့သည်ဒါလူတွေမွေးထားတဲ့ခွေးတစ်ကောင်ပဲဟုတ်ပြီဒီခွေးနောက်ကိုငါလိုက်မယ်ဒါမှခွေးပန့်ရှင်တွေနဲ့တွေ့ပြီးအကူအညီတောင်းလို့ရမှာငါနန်းတော်ကိုပြန်နိုင်ဖို့အရေးကြီးတယ်သို့တော့ဘရင်လေးသည်ခွေးမလေးနောက်သို့အမိမလိုက်နိုင်ပဲမျက်ခြေပြတ်သွားပြန်သည်ဘာပဲပြောပြောဒီခွေးဟာဒီအနီးနားဝန်းကျင်မှာနေတဲ့ခွေးတစ်ကောင်ပဲဖြစ်ရမယ်ငါစူးစမ်းပြီးဆက်ရှာမယ်ဆိုရင်လူနေအိမ်တစ်လုံးကိုတွေ့ရမှာအမှန်ပဲငါဇွဲမလျှော်ဘူးဆက်လိုက်မယ်ယတိကြီးသည်ခွေးမလေးတက်ဆောင်လာသောထင်းများကိုယူ၍မီးဖို့ပြီးမီးလုံနေ၏
ငါကောင်းကင်ကနက်ခတ်တွေကိုကြည့်ပြီးဘေးတင်တွက်ကြည့်အောင်မအလိုခွေးမလေးကောင်းစားဖို့အချိန်ခါကောင်းကိုကြားရောက်လာခဲ့ပြီပဲသူ့ကိုငါကူညီမှဖြစ်တော့မယ်ရသေးကြီးသည်ဂါရာတပုတ်ကိုရွတ်ဆိုပြီးသူ၏တောင်ဝေးဖြင့်ခွေးမလေးအားတိုးထီလိုက်သည့်နှင့်တပြိုင်နက်ခွေးမလေးသည်အလွန်လှပသောမိမက်ပြိုတူအတွင်သို့ပြောင်းလဲရောက်ရှိသွားလေတော့သည်ဒီနေ့ကစပြီးသမီးလေးရဲ့ဘဝကောင်းစားလာပါလိမ့်မယ်ဟောဟိုးရှိမှမီးရောင်နေမြင်နေရပြီငါအဲ့ဒီနေရာကိုသွားမယ်ဘရင်လေးသည်မီးရောင်များရှိရာသို့အပြေးကလေးလှမ်းလာခဲ့လေသည်အလိုဟိုရှိမှအင်္ဂလိပ်တစ်လုံးနဲ့လူနှစ်ယောက်ပါလားသူတို့စီမှာအကူအညီတောင်းရမယ်ဘရင်လေးလည်းရှင်ရသည့်ကိုယူသေးစွာရှစ်ခိုးကြော့လိုက်တော့သည်အရှင်ဖေဟာတပည့်တော်ဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်တစ်ပါးဖြစ်ပါတယ်တော်ကစားရေးမျက်စိလေးလမ်းမလာတာမို့အရှင်ဖေရဲ့เจ้าမှာတညတဲခုန်ခွင့်ပြုတော်မူပါဖေဟာတဲခုန်နိုင်ပါတယ်တကားလေးဘရင်လေးလည်းရသေးကြီးအနီးမှမိမငယ်လေးကိုတွေ့မြင်သွားသောအခါလွန်စွာအံ့ဩသွားရလေသည်ငါနန်းတော်ထဲမှာရှိရဲ့အပြိုတော်တွေအားလုံးထက်သူကပိုးလှနေတယ်သူကလေးကိုသာလက်ထပ်ခွင့်ရရင်ဘလောက်ကောင်းလိုက်မလဲနောက်ဆုံးဘရင်လေးကမင်းမငယ်နှင့်လက်ထပ်ခွင့်ပေးပါရဲ့ရသေးကြီးထံတွင်တောင်းဆိုလိုက်လေသည်ရသေးကြီးကလည်းဘရင်လေး၏တောင်းဆိုချက်ကိုကြည်ပြူစွာလက်ခံလေသည်သဘောတူပါတယ်ဒါပေမဲ့ဂတိတစ်ခုတောင်းဆိုခြင်းပါတယ်မိန့်တော်မူပါရှင်ရသေးသမီးလေးအပေါ်သဘောမတူတာတစုံတစ်ခုတွေးခဲ့ရင်သမီးလေးကိုတေတံမပေးမိပါစေနဲ့ဘဘစီကိုသာပြန်လဲပို့ဆောင်ပေးပါဂတိပေးပါတယ်ရှင်ရသေးတပြည့်တော်သူမအပေါ်အပြစ်တစုံတရာမယူပါဖေဟာကောင်းလီစွာကောင်းလီစွာနည်းနည်းလင်းသောအခါရှင်ရသေးကနေပြည်တော်သို့သွားနိုင်မည်လမ်းကြောင်းကိုဘရင်လေးအားညွှန်ကြားပြသလိုက်လေသည်ခုတော့သမီးလေးဘဝကောင်းစားသွားပါပြီကွယ်ဘရင်လေးသည်မိမငယ်၏လက်ကိုဆွဲ၍နန်းတွင်းသို့ဝင်လာခဲ့လေသည်အဲ့ဒါကျွတ်တို့ဘရင်လေးရဲ့ကျင်ရတော်အစ်စ်ပေါ့ဘရင်လေးရဲ့မိဖုရားတွေအားလုံးထဲမှာတော့နောက်ဆုံးမိဖုရားလေးကအလှဆုံးပါပဲမိဖုရားလေးရောက်လာသောနေ့မှစ၍နန်းတွင်း၌ညစဉ်ညတိုင်းဖက်တရံပျောက်ဆုံးသွားလေသည်ဒုက္ခပဲညတိုင်းဖက်တွေပျောက်နေတာဘာကြောက်လဲအရင်တုန်းကဒါမျိုးတစ်ခါမှမကြုံဘူးပါဘူးဖက်ခိုးတဲ့တရားခံကိုဖော်ထုတ်မှဖြစ်တော့မယ်ဘရင်ကြီးနဲ့တိုင်ပင်သင့်တယ်အရှင်မင်းကြီးနန်းတွင်းမှာညစဉ်ညတိုင်းဖက်တွေထူးဆန်းစွာပျောက်ဆုံးနေပါတယ်ဖေဟာဟေးဟုတ်လားဒါဆိုရင်တော့ဒီညအဆောင်နေချပြီးတခိုးကိုဖမ်းမှဖြစ်တော့မယ်နောက်ဆုံးဘရင်လေး၏အမိန့်အတိုင်းအဆောင်များချစေသည်မိဖုရားအစ်စ်ကခွေးဘဝမှဆင်းသက်လာသူဖြစ်၍ခိုးသောအကျင့်ကိုမဖျောက်ဖျက်နိုင်ပဲရှိလေသည်ခိုးကျင်လိုက်တာမခိုးပဲလေးမနေနိုင်ဘူးတခုခုတော့ရအောင်ခိုးမယ်နောက်ဆုံးအခြားသောမိဖုရားတဦး၏တရေဖက်တရံကိုခိုးယူလေသည်ပြီးနောက်ကြနတ်ဝါစားလေသည်ခဏတခိုးမိပြီမပြေးနဲ့လက်ပူးလက်ချက်ကိုမိဘာငင်းကျင်သေးလဲလာနင့်ကိုငါတို့ဘရင်ကြီးစီခေါ်သွားမယ်ဖက်ခိုးစားသောမိဖုရားလေး၏အဖြစ်ကိုသိရှိသွားသောအခါဘရင်လေးခမလွန်စွာအရှက်ရပြီးအမျက်တော်ရှလေသည်အောက်တန်းကြတဲ့မိမပါလားနင့်အပြစ်ကသေတံပေးလောက်တယ်ဒါပေမဲ့ရသေးကြီးပေါ်ပေးထားတဲ့ဂတိကြောင့်နင့်ကိုငါမတတ်ဘူးဟဲ့မင်းကြီးတို့သူ့ကိုမူလနေထိုင်ရာတောအတွင်းကရသေးကြီးထံကိုပြန်လဲပို့ဆောင်ပေးလိုက်ပါတော့အမိန့်တော်မြတ်တိုင်းပါဖေဟာနောက်ဆုံးရဲမက်များကမိဖုရားငယ်ကိုခေါ်၍ပြန်လဲပို့ဆောင်ပေးလိုက်ကြလိမ့်ပြီအရှင်ဘုရားဟောဒီမိမက်ပြိုလေးဟာဖက်ခိုးစားတဲ့အကျင့်ဆိုးတွေရှိရာကြောင့်ဘုရင်ကြီးကပြန်ပို့ခိုင်းလိုက်တာပဲဖြစ်ပါတယ်ငါကသမီးလေးဘဝမြင်မောင်းအောင်ဖန်ဆင်းပေးခဲ့ပေမဲ့လေနောက်ဆုံးတော့ငါစီပဲပြန်ရောက်လာခဲ့တယ်သူ့ဘဝအချိန်တွေကဘာမှပြောင်းလဲမလာပါလားသူ့ကိုမူလပုံစံအတိုင်းပြန်လဲဖန်ဆင်းပေးတာအကောင်းဆုံးပါပဲလေရသေးကြီးကသူ၏တောင်ဝေးဖြင့်မိမငယ်ကိုတိုးထီလိုက်သောအခါခွေးမလေးတစ်ကောင်ဖြစ်သို့ပြန်လဲရောက်ရှိသွားလေသည်ဒီဘဝနဲ့ပဲထိုက်တန်ပါတယ်သမီးရဲ့လူဆိုတာဘဝအစဉ်တန်းမြင်မလာတဲ့အခါဘဝအစဉ်အတန်းနှိမ့်ကြစဉ်အခါကပြုမှုခဲ့တဲ့အကျင့်စရိုက်ဆိုးတွေကိုဖျောက်ပစ်ဖို့နေထိုင်ဖို့လိုတယ်ကွဒီလိုမှမဟုတ်ရင်အမြင့်ကိုရောက်ပြီးသူဟာလေအောက်ကိုပြန်ပြုတ်ကျနိုင်တယ်ခွေးမလေးဟာဒီရက်ဒေသနဲ့ပဲတင့်လျော်ပါတယ်လေခွေးမလေးသည်ရသေးကြီးတရားထိုင်အားထုတ်နေစဉ်အတွင်းအနီးအနားပတ်ဝန်းကျင်မှာထင်းချောက်များကိုရှာဖွေစုဆောင်းထားလေသည်ညဘက်အေးတန်လွန်ကဲလာသောအခါရသေးကြီးသည်ခွေးမလေးရှာဖွေထားသောထင်းများကိုမီးဖို၍လုံကျလေသည်ဤသို့ဖြင့်ခွေးမလေးသည်သက်ဆုံးချိန်ထိတိုင်ရသေးကြီးနှင့်အတူပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတော့တယ်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းဟာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
ဒီပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ဒီလိုပုံမြင်တွေကိုအမြဲတမ်းစူးစမ်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ